စားရတယ်တော့အကုသိုလ်ဆိုတာတကယ်စင်စစ်ကြောက်เสียတဘာဝဖြစ်စဲမှာလည်းပဲသူဟာစိတ်နှလုံးကိုပူလောင်စေတယ်ကိုကအဝိဇ္ဇာအာကြီးလွန်းလို့မသိလို့တာမကောင်းတဲ့စိတ်တွေဖြစ်နေရတာမကောင်းတဲ့စိတ်တွေကိုပြောမိသည့်အထိကြီးထွားခွင့်ပေးလိုက်တာမကောင်းတဲ့စိတ်တွေကိုလုံမိသည့်အထိပုံဖော်သည့်အထိကြီးထွားခွင့်ပေးလိုက်တာအဲ့ဒါစိတ်ထဲမှာအလွန်ပူလောင်ရတယ်တကယ်စင်စစ်မကောင်းတာဘုန်းကြီးလည်းမกินသေးဘူးဒီလူတွေလည်းမกินသေးဘူးမကောင်းတာလုံမိနေတဲ့အချိန်ပြောမိနေတဲ့အချိန်တွေးမိနေတဲ့အချိန်မှာလက်တွေ့ဒီအချိန်ဟာသက်သာနေသလားပင်ပန်းနေသလားချမ်းသာနေသလားဆင်းရဲနေသလားကိုယ့်အကိုစီစစ်လို့ရတယ်ဟုတ်လားမကောင်းမှုဆိုတာချမ်းသာရိုးထုံးစံမရှိဘူးလောလောဆယ်ကိုပြောတာနော်ပြီးရင်ဒီလိုသဘာဝတရားစုမျိုးကဘလို့အကျိုးရလဒ်ကိုဖြစ်ပေါ်စေမှာတော့ဆိုတော့ဆင်းရဲတဲ့အကျိုးရလဒ်ကိုပဲဖြစ်ပေါ်စေမှာအကြောင်းအကျိုးနဲ့သွားနေတာဟုတ်လားအဲ့ဒါလိုမကောင်းခြင်းရဲ့နောက်ကြောင့်မဲ့ဖွယ်ရာကောင်းတဲ့ပြစ္ဆုတ်ပံအခြေအနေအနာဂတ်ဖန်တီးနိုင်တဲ့အခြေအနေတွေကိုကြည့်ပြီးတော့ဒါဟာတေချာပေါက်ကြောက်တဲ့အရာ